အားလုံးကြည့်ကြပြီထင်တယ်နော်ကျွန်တော်စောင့်မျှော်နေတဲ့ရင်းအောင်ဘီနန်ကလပ်ရောက်ရှိလာခဲ့ကျွန်တော်တို့ကအစောကြီးအသိပေါ့နော်စောကြီးတလကြီးကကျွန်တော်တို့ကသိပြီးသားဒီစိတ်စီဆောင်နဲ့ကျွန်တော်တို့ကတင်ဝင်ခွင့်မရှိဘူးကျွန်တော်ပါတနာကိစ္စဆိုပေါ့နော်ကျွန်တော်ဒီစိတ်စီဆောင်တော့မှတင်ဝင်ရှိတယ်အမျိုးပေါ့နော်လုံးဝတင်ဝင်မရှိဘူးပေါ့နော်ဒါပေမဲ့ဒါသူတို့ရဲ့လှုပ်ဝက်ချက်ပေါ့နော်လှုပ်ဝက်ချက်တော့ကျွန်တော်တို့ကပြောခွင့်မရှိဘူးတော့သိနေပေါ့နော်မကောင်းဘူးနော်ပြောနေတယ်ပါဒီဘီနန်ကလပ်ကိုရောက်ရှိဖို့ကျွန်တော်စောက်ဆိုင်နိုင်ခဲ့တာတော်တော်ကြီးကြာပြီကျွန်တော်တို့ကဘာကျော်ဖိုက်တာတွေရှိတဲ့ကလပ်မှာကျွန်တော်တို့ဘီနန်ကလပ်မှာဆိုကျွန်တော်ဖိုက်တာတော်တော်များကစာရုပ်ကြီးကင်လာတယ်နဗီဆိုရင်မြင်တဲ့အတိုင်းပဲကျွန်တော်တို့မျက်နှာတွေရှင်းမှာပဲဟိုကပတ်ကိုရောက်သွားတယ်ပေါ့နော်လုံးဝကောင်းတယ်ပေါ့နော်အခုဆိုကျွန်တော်တို့ဘီနန်ကလပ်မှာဆိုတာဝါချိုင်းတို့နဗီတို့ပေါ့နော်တကယ်ကောင်းတဲ့ကလပ်ပေါ့နော်ဒီကလပ်မှာကျွန်တော်တို့ဒီကလပ်ဆိုကျွန်တော်ဝမ်းကိုရောက်တာမြင်တယ်ဖိုက်တာတွေအကောင်းဆုံးမွေးထုတ်တာတွေကောင်းတယ်ပေါ့နော်ကျွန်တော်အခြားကလပ်တွေနဲ့တိတ်ပြီးတော့မတူဘူးပေါ့နော်ဗရော်နီကာကလပ်တိုင်းကကလပ်တို့ကလပ်နဲ့မတူဘူးဒီဗီနန်ကလပ်ကတကယ်ကောင်းတဲ့ကလပ်ပေါ့နော် professional ကြရင်းတော့ကစားမှမယ်ဆိုရင်ကျွန်တော်တို့မကြခင်မှာ World Summit ထဲမှာအကောင်းဆုံး level ranking စရင်တော့မြင်တွေ့နိုင်ကြရှိတယ်ပေါ့နော်ဒါလည်းဒီကိုရောက်ဖို့ဆိုရင်ကျွန်တော်တို့ကရင်းတော့ကျွန်တော်စိတ်ပူတာကနောက်ကြောင်ရှင်းစီရှင်တယ်ပေါ့နော်အင်းစားတော့ကလပ်မှာကျင်းခဲ့တယ်ပေါ့နော်အဲ့ကလပ်နဲ့ဒီဝခဲ့တာတွေနည်းနည်းပါရှိတယ်လို့မျိုးဖြုတ်အောင်မှာကြောက်လို့ပေါ့နော်1 championship နဲ့မကြခင်ကျွန်တော်1 championship မှာရင်းတော့ပြန်ပြီးတွေ့ရတော့မယ်ကျွန်တော်ဟိုတစ်ခေါက်တော့ကျွန်တော်ပြောခဲ့သလိုပဲရင်းတော့မကြောက်ဘူး1 championship ရောက်လို့နေပါဖြစ်ခဲ့တယ်ဘာလို့ဆိုရင်ဖြစ်ပြီးမှအဲ့မှာလွဲကြော်ကြက်တွေအများကြီးကိုကျွန်တော်တို့တွေးခဲ့ရတယ်ပေါ့နော်ဒါမျိုးနောက်ထပ်ပြင်မဖြစ်စေချင်ပေါ့နော်အကြောင်းမို့ဒီ1 championship ကိုကျွန်တော်တို့တက်မယ်ဆိုရင်ကျွန်တော်နောက်ကြောင်ရှင်းမှုတွေလုံးဝလိုပါဘလို့နောက်ကြောင်ရှင်းမှုဆိုရင်ကျွန်တော်ဗာလဲကိုစာယူထိုးကကြာရင်เนาะအဲ့လိုကိုစာယူထိုးကကြာရင်အဲ့လိုပေါ့နော်အဲ့လိုတွေရှိတယ်ဒါပေမဲ့ကျွန်တော်နောက်ကြောင်ရှင်းမယ်လို့ထင်တယ်ပေါ့နော်ဒီနောက်ကြောင်မရှင်းကျွန်တော်တို့ဒီ promotion ကာလာမှာကျွန်တော်1 championship မှာထိုးဖို့အချိန်တော့နေပါမှာเนาะဒီရင်းကြောင်နေနဲ့လည်း professional ကြကြမျိုးနဗီဒိုနဲ့တာဝါချိုင်းတို့နဲ့တူကစားရမယ်ကစားခွင့်ရှိတယ်နောက်ရင်းနဲ့အောင်နဲ့မြန်မာထိုင်းဘာသာနဲ့မစိမ့်တဲ့ဖိုက်တာတယောက်ပေါ့နော်ထိုင်းဘာသာလည်းကောင်းတယ်ပူထိုင်းစနစ်တဲ့တက်ကနစ်ကောင်းတယ်တိထားပြီးတော့ဖိုက်တာတယောက်မကြခင်မှာကျွန်တော်ကောင်းဆုံးတဲ့မြန်မာဖိုက်တာတယောက်ထိုက်မြင်ရတော့ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာမှတ်နိုင်တယ်ဆိုလို့ဒီကောင်လေးတွေပဲရှိတယ်ရင်းအောင်လို့ကြောစားဝင်းလို့ပေါ့နော်နောင်လာကန်းကိုကောင်းဖို့ဖြစ်ထုံလာဖို့ဆိုတာပဲရှိတယ်ကျွန်တော်ဒါတွေပဲအားကိုးရမယ်เนาะရင်းအောင်နဲ့ professional ကြเนาะလက်ကြည့်ကပြပြင်းထန်ထန်စူးစမ်းမယ်ဆိုရင်ကျွန်တော်ဘီနန်ကလပ်မှာအကောင်းဆုံးမြင်တွေ့ရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်မြန်မာဖိုက်တာတဲ့ကျွန်တော်ညှော်လင့်နေပါတယ်ရင်းတော့အားလုံးကျေးဇူးတင်ပါတယ်